စိုက်ပျိုးရေးမွေးမြူနဲ့ဆယ်မြောင်းဝန်ကြီးဌာနသုတေသနနဲ့ဤပညာပွံ့ဖြိုးရေးလုပ်ငန်းညီတိုင်းအစည်းအဝေးကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ဇေယျသေးသေးမြို့နယ်ရှိစိုက်ပျိုးရေးသုတေသနဦးစီးဌာနနဝရက်ခမ်းမမှာကျင်းပရမှာပြည်ထောင်စုဝန်ကြီးဦးမင်းအောင်ကတောင်သူတဦးချင်းရဲ့ဝင်ငွေတိုးတက်ရရှိရေးအကျိုးစီးပွားဖြစ်ထွန်းရေးကိုရှေ့ရှုပြီးမိမိတို့သုတေသီများကရာသီဥတုဖောက်ပြန်မှုနဲ့ယောဂပိုးမွှားတံခံနိုင်ပြီးအထွန်းထုံးတဲ့အရေးသွေးကောင်းမှုနဲ့တည်တည်မျိုးတွေများဤပညာအသစ်များကိုရှာဖွေဖော်ထုတ်ကာအသုံးချသုတေသနမှတစ်ဆင့်တည်ရောက်တဲ့ဤပညာပေးလုပ်ငန်းများဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းရင်းလုပ်ငန်းများအားကောင်းစွာဆောင်ရွက်နိုင်စေရန်ပညာရှင်များနဲ့တောင်သူများဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေးဒီလန်ပေါင်းစုံဖြင့်စီမံဆောင်ရွက်ပေးလျက်ရှိရမှာဒုတိယဝန်ကြီးများဦးဆောင်ပြီးပညာရှင်များသုတေသီများနဲ့တောင်သူများကိုယ်တိုင်ပါဝင်ဆွေးနွေးတဲ့တောင်သူဤပညာပေးဆွေးနွေးပွဲကိုစနေနေ့တိုင်းကျင်းပပေးနိုင်ခဲ့ပါကြောင်းပြည်တွင်းစက်မှုကွန်ထရိုလုပ်ငန်းဖွံ့ဖြိုးရေးကွင်းဆက်မှာအရေးပါတဲ့အရေးသွေးကောင်းစက်မှုကုန်ကျန်းသိနိုင်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးစံချိန်စံညွှန်းမီပို့ကုန်သိနိုင်များတိုးတက်ထုတ်လုပ်နိုင်ရေးနဲ့ဗန်းနိုင်ထွန်းထုတ်ရရှိရေးကိုယာနှုံးပြည့်မြင့်အောင်မြင်အောင်ခရိုင်အလိုက်မြို့နယ်အလိုက်ကျေးရွာအုပ်စုလိုက်တာဝန်ရှိသူများနဲ့တောင်သူများအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သားကြစေလိုပါကြောင်းဆွေးနွေးမှာကြပါသည်အဲဒီနောက်စိုက်ပျိုးရေးသုတေသနဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်က2025-2026ဘဏ္ဍာနှစ်မှာဆောင်ရွက်မဲ့လုပ်ငန်းစဉ်များကိုလည်းကောင်းတာဝန်ရှိသူများကစိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့သုတေသနလုပ်ငန်းများကိုရှင်းလင်းတင်ပြကြပါသည်တင်ပြချက်များပေါ်ဒုတိယဝန်ကြီးများကကဏ္ဍလိုက်သုံးသပ်ဆွေးနွေးကြပြီးပြည်ထောင်စုဝန်ကြီးကလုပ်ငန်းဆိုင်ရာလိုအပ်ချက်များဖြည့်ဆွတ်ဆွေးနွေးကြကြောင်းသိရှိရပါတယ်ခင်ဗျာ